ဒါလည်းဖြစ်တယ်ကျွန်တော်မိုးကုတ်မျိုးကိုတက်မတော်ကပြန်လဲရရှိအတွက်ကျွန်တော်တို့လှုပ်လာပြီပြန်လဲရရှိအတွက်လှုပ်လာပြီမိုးကုတ်ရဲ့အနီးကိုတက်မတော်ရဲ့စစ်ကြောင်းတွေရောက်နေပြီမိုးကုတ်ကိုလေစစ်တပ်ကပြန်ဝိုင်းလိုက်ပြီးတော့ရေးပြောနေကြရရှိတယ်ကျွန်တော်ထင်တယ်မိုးကုတ်ကိုစစ်တပ်ကဝိုင်းလာဆိုရင်တော့ soft pin လေးနဲ့ဒီလိုဝိုင်းလာဖြစ်မယ်ဒီပုံတော့ထောက်ပြီးဝိုင်းလာဖြစ်မယ်မိုးကုတ်ရဲ့အနီးကိုတက်မတော်ရဲ့စစ်ကြောင်းတွေရောက်နေပြီမိုးကုတ်ကိုစစ်တပ်ကဝိုင်းလာဆိုရင်တော့ soft pin လေးနဲ့ဒီလိုဝိုင်းလာဖြစ်မယ်ဒီပုံတော့ထောက်ပြီးဝိုင်းလာဖြစ်မယ်မကြခင်ကျွန်တော်တို့လူတို့ကိုသတိပေးလိုက်မယ်မြို့ပေါ်မှာရှိတဲ့ပြည်သူလူထုအနေနဲ့ထွက်သွားပါထွက်ပြီးတော့တက်မတော်ကလိုအပ်တဲ့စစ်စင်ကိုကျွန်တော်တို့ဝင်တော့မှာလက်ရှိမြေပြင်တက်တွေကမြေပြင်တက်တွေကကျွန်တော်မိုးကုတ်မြို့အနီးကိုရောက်နေပြီအဲ့ဒါကိုပြောနေတော့ကျွန်တော်လည်းဘာပြောမှမသိဘူးဒါ false hope တွေပါပဲကိုယ်နဲ့ပြောတော့ဟို false hope တွေပေးတယ်လို့ခေါ်ပါတယ်ပြီးတော့ misinformation လုပ်လိုက်တယ်လို့ခေါ်ပါတယ်သိပြီးတော့ကျွန်တော်တို့ဒါကြီးကို mention မပေးပါဘူးဒါကြီးမှန်တယ်လို့ကျွန်တော်တို့ကောက်ချက်မချဘူးခင်ဗျားတို့တချို့လူတွေဟုတ်တယ်ထင်နေမှာဆိုလို့ထည့်ပြောတာပါကျွန်တော်ဘယ်သူမှမကြည့်ရဘူးဟုတ်တယ်ထင်မှာပေးတာကျော်စိုးတော့တက်မတော်ကမိုးကုတ်မြို့အနီးကိုမြေပြင်တက်တွေရောက်နေပြီတစ်ဖက်မှာကျွန်တော်လက်ရှိအကြမ်းဖက်သမားတွေခြေကုပ်ယူရဲ့အပိတ်ချင်းဧရိယာတကြောကလည်းတက်မတော်ကနေမြေရှင်းမှုတွေလုပ်တယ်တစ်ဖက်မှာကျွန်တော်မရီယာဧရိယာဘက်ကိုနေမြေရှင်းမှုတွေလုပ်နေပြီလက်ရှိကျွန်တော်တကြောလုံးရှင်းနေပြီတောင်ခန့်တောင်ချိုးတက်လို့မရသေးဘူးမရီယာတပိတ်ချင်းလည်းမပြီးသေးဘူးအဲ့တော့ဘယ်နာဆင်းမလဲဟုတ်ဗမောကနေအောက်ကိုဆင်းလာဖို့လည်းမဖြစ်နိုင်ဘူးဆိုတော့ဘယ်နာဆင်းမှာတော့မိုးကိုဘယ်နာတော့ဝိုင်းမှာတော့လို့မိုးကိုဝိုင်းလို့ရတနည်းပဲရှိတယ်ဆော့ပိန်လေးနဲ့ဝိုင်းအဲ့ဒါ